နေ့ကအိယာချလေဆွေတော်မျိုးတော်တွေအိတ်ချန်ပြီးမှရောက်လာကြတာသူတို့ကနေ့တိုင်းတော့မလာဘူးဒီနေ့ကလေသူတို့ကအညွန်လေးတွေပေါ့အညွန်လေးတွေထွက်လာပြီဆိုသူတို့လာစားကြပြီဒီမြောင်မျိုးတွေကိုလေ Saber Leaf Monkey လို့ခေါ်တယ်အညွန်ပဲစားတဲ့မြောက်ပေါ့နော်ချီုံအားရပါရမင်းရင်ရှက်ရီကိုစားနေတာနောက်တစ်ခုလေသူတို့ကြိုက်တယ်လေအညွန့်ရှိသေးရဲ့အဲ့ဒါကဘာလဲဆိုတော့တရုတ်စကားပန်းလေတရုတ်စကားပန်းရဲ့ဒီဟိုပါပေါ့အရွက်အတစ်ကလေးထွက်လာဆိုရှင်နေသူ့ရဲ့ထိတ်ကလေးမှလေအတွင်းပိုင်းမှလေဖြူဖြူနှစ်နှစ်ကလေးရှိရဲ့လေအဲ့ဒါလေးလာချိုးစားတာကျမရင်ကတရုတ်စကားပန်းမြင်ဆိုလို့ရှင်အပင်ကကြီးရလို့မရှိဘူးမကြည့်လိုက်တရုတ်စကားပန်းမြင်သူတို့စားမှဆိုဒီဘက်ထောင်ပြီးတော့ကြည်နေတာစားလို့ရှင်6မှဆိုပြီးတော့ပန်းလေးကပွင့်တော့မဲဆိုရင်သူတို့လာပြီးအညွန်လေးတွေပဲလာစားသွားကြပြီချိုးပြီးတော့မလေးရှားကတောတောင်တွေလည်းပေါ်တယ်လေအဲ့တော့မြောင်မျိုးနွယ်စုတွေကလည်းအများကြီးပဲဒါကတော့ Saber Leaf Monkey ပေါ့နော်နောက်ကအမီးတူတဲ့မြောက်တွေရောစုံနေရပဲမြောက်တွေကတော့ဒါပေမဲ့အမြဲတော့သူတို့မလာကြချပါဘူးသူတို့ယာတီချင်းရှိမှသူတို့လာကြတာသူတို့မျိုးဒါဆိုရင်သူတို့အရွယ်ညွန့်လေးတွေပဲစားတဲ့မြောက်ဆိုရင်သူတို့သိတယ်ပဲဒီချင်းဆိုရင်အရွယ်ညွန့်လေးထွက်လာပြီအဲ့တော့မှလာကြတာလေဒီနေ့ကတော့ရာသီဥတုကတာယာနေတယ်မိုးတိမ်မေးမရှိအုပ်စုလိုက်သူတို့ကအရန်စီးလုံးကြတယ်မြောက်တွေကအချင်းချင်းလဲသူတို့တွေလေကာဝယ်ဆောက်ရှောက်ကြတယ်သူတို့ကအမြဲတမ်းခေါင်းဆောင်တရားအမြဲတမ်းရှိတယ်ခေါင်းဆောင်ကသူတို့တစ်ခုအဲ့လိုမျိုးပေါ့နော်လုံနေပြီဆိုရင်သူကမြေတနေရစောင့်ကြည့်တယ်ရန်သူရှိလို့ရှိရင်သူတို့အချက်ပြလို့ရှိရင်သူတို့ထွက်ပြေးကြအောင်အကုန်လုံးချစ်စရာလေးဒါမနဲ့ခင်းရဲ့အလှပေါ့နော်လှပတဲ့သဘာဝတရားကြီးနဲ့ရှင်သန်ခွင့်ရတဲ့အတွက်ရာရာကိုကျေးဇူးတင်မိတယ်အားလုံးအစီအမီချုံမိကြပါစေကျမ်းမာရေးကင်းဆိုင်ကြနော်